သူစားတာရောက်လာခဲ့ပြီးတော့ရောင်ကြီးတော်ကိုမျိုးနေတဲ့ဗုဒ္ဓဘုရားရှင်ကိုအံဩတကြီးငေးကြည့်နေစင်မှာဘုရားရှင်ကသူ့ကိုလှမ်းခေါ်လိုက်ပါတယ်အနီးကိုရောက်တော့ဘုရားရှင်ကိုတင်ဟာကျွန်ုပ်သိတဲ့သူတော်စင်ဟုတ်ပါရဲ့လားလို့တောင်မှအံဩတကြီးနဲ့မေးနေမိခဲ့ပါတယ်စွာတိကလည်းတင်ရှာဖွေနဲ့ညံလင်းကိုရရှိသွားတာလားလို့မေးလိုက်ရမှာဘုရားရှင်ကခေါင်းညှိတ်ကဟုတ်မှန်ကြောင်းပြောခဲ့ပါတော့တယ်သူစားတာကအံဩဘွယ်ကောင်းတဲ့တရားထုကိုရှာဖွေတွေ့ရှိခဲ့ပြီပေါ့ကျွန်ုပ်တို့ကိုအဲ့ဒီတရားကြောင့်ရှင်းပြနိုင်မလားလို့မေးလိုက်ရမှာဘုရားရှင်ကခေါင်းညှိတ်ပြကအားလုံးကိုညောင်မင်းချင်းမှာထိုင်စီလိုက်ပါတယ်အဲဒီနောက်သူစားတာကသူမယူဆောင်လာတဲ့လိမ္မော်သီးတွေကိုဘုရားရှင်နဲ့ကတ်လူခဲ့ပြီးဘုရားရှင်ကတခြားလူတွေကိုပြန်လဲဝင်ငှပေးခဲ့ပါတယ်အဲဒီနောက်လိမ္မော်သီးကိုဥပမာပေးကတရားသဘောတွေကိုရှင်းပြခဲ့ပါတယ်လိမ္မော်သီးစားတဲ့အချိန်မှာစားဖို့တခုပဲအောင်ဆိုင်ရမှာမဟုတ်ကြောင်းနဲ့လိမ္မော်သီးရဲ့ဖြစ်ပျက်တရားကိုရှုမြင်နိုင်ရင်ခန္ဓာရဲ့ဖြစ်ပျက်သဘောကိုလည်းနားလည်နိုင်တယ်လို့ဆိုခဲ့ပါတယ်လိမ္မော်သီးကိုစားနေရင်တတိနဲ့အောင်ဆူဆိုင်ကြည့်လိုက်ရင်လိမ္မော်သီးနဲ့တသားတည်းဖြစ်လာနိုင်ကြောင်းနဲ့စိတ်ဆိုတဲ့အမျိုးကအမြဲပြန့်လွင့်နေတတ်ပြီးဖြစ်မလာသေးတဲ့အနာဂတ်တွေကိုစိုးရိမ်နေတတ်တယ်လို့ဖြစ်ပြီးခဲ့တဲ့အတိတ်အတွက်လည်းပူဆွေးငိုကြွေးနေတတ်ကြောင်းတကယ်အရေးကြီးတာကပြစ်စုံပံပဲဖြစ်ပြီးတော့တတိနဲ့ရှင်ပြီးနေထိုင်သူဟာလိမ္မော်သီးကိုမြင်ရင်ရှင်သန်ကြီးထွားနေတဲ့လိမ္မော်ပင်အထိကိုရှုမြင်နိုင်ကြောင်းလိမ္မော်ပင်တွေဟာຫນွေဥရာသီမှာဖူးပွင့်ကြတာကိုရှုမြင်နိုင်တယ်လို့အပင်ကြီးထွားဖို့အတွက်နေရဲ့အလင်းရောင်ကကူညီပေးနေတာကိုလည်းတတိပြုမိမှာဖြစ်ကြောင်းအဲဒီကမှတဘာဝတရားကြီးလဲပတ်နေပုံနဲ့စัจ java လာကြီးရဲ့အစိပ်ပိုင်းအားလုံးဆက်ဆက်နေပုံကိုနားလေသဘောပေါက်လာမှာဖြစ်တဲ့အကြောင်းကိုရှင်းပြခဲ့ပါတယ်။သူစားတာကဒါလောက်ရိုးရှင်းတဲ့သဘောတရားကိုကျွန်တော်တို့ဘာကြောင့်တခါမှမစင်စားမိရတာလဲလို့မေးရမှာဘုရားရှင်ကဒါတွေကိုသိမြင်နိုင်ဖို့တတိဆိုတဲ့အရာကိုအသုံးပြုရမှာဖြစ်ကြောင်းလိမ္မော်တိရဲ့အမွှာတွေအားလုံးကိုစားသုံးလိုက်သလိုနေ့ရက်တစ်ခုရဲ့အမွှာများတပ်ဖွဲ့ဖြစ်တဲ့အချိန်24နာရီလုံးကိုတတိနဲ့ရှင်ပြီးတော့နေထိုင်မှုလိုအပ်ကြောင်းအတိတ်ကိုတွေးပြီးမပူပန်ဖို့နဲ့အနာဂတ်အတွက်လည်းများစွာမစိုးရိမ်ပဲပြစ်စုံပန်တဲ့မှာနေထိုင်မှုလိုအပ်ကြောင်းဘဝကြီးကိုအတိတတိနဲ့ရှင်တွဲပြီးတော့သာနေထိုင်ရင်ကိုသိမြင်လာသလိုမိမိအမြဲထိတွေ့နေရတဲ့တခြားအရာအားလုံးကိုလည်းနားလေလာလိမ့်မည်ဖြစ်ကြောင်းအဲ့ဒီຢာတွေကိုသာနားလေခဲ့မိမိတို့ရဲ့စိတ်ဟာအရင်ကထပ်ပိုပြီးတနာကျင်တာတက်လာမှာဖြစ်သလိုမေတ္တာဂရုဏာတရားနဲ့တဦးကိုတဦးဖေးမှလက်ခံလာနိုင်လိမ့်မှာဖြစ်ကြောင်းရှင်းပြကလိမ္မော်သီးများကိုအတူသုံးဆောင်ခဲ့ပါတော့တယ်အဲ့ဒီနောက်သူစားတာကဘုရားရှင်ကိုသင်္ကန်းအသစ်တစ်စုံကိုကတ်လူခဲ့ပြီးဘုရားရှင်ကနိုစုံနဲ့သင်္ကန်းကတ်လူတဲ့သူစားတာနဲ့နေရာထိုင်ခင်းလှူဒန်းပေးတဲ့စွာမိတို့ကိုကျေးဇူးတင်စကားဆိုခဲ့ပြီးတော့မကြခင်မှာဒီနေရာကနေထွက်ခွာရတော့မယ်လို့လည်းဆိုခဲ့ပါတယ်ဒီစကားကိုကြားတော့သူစားတာကကျွန်ုပ်တို့ကိုစွန့်ခွာပြီးဘဲကိုထွက်သွားမှာလဲဆိုပြီးတော့စိုးရင်ကြီးစွာနဲ့မေးခဲ့ပြီးတော့စွာတိကတော့ခုချက်ချင်းမသွားသေးတာကြောင့်အားလုံးပြစ်စုံပန်တဲ့မှာပဲနေကြဖို့နဲ့ဘုရားရှင်မထွက်ခွာမချင်းကျွန်ုပ်တို့နဲ့ရှိနေတာပဲဆိုကမကြသေးခင်ကမှဘုရားရှင်ဟောလိုက်တဲ့တရားသဘောကိုပြန်ပြောလိုက်ပါတယ်တစ်ဖက်ကနန်းတော်မှာတော့ရတော်တရားသားတော်ရာဟုလာကိုပညာစတင်သင်ကြားမယ်နေ့အတွက်ပြင်ဆင်မှုတွေပြုလုပ်ပေးနေခဲ့ပါတယ်အဲဒီနောက်မင်းကြီးစီကကောင်းကြီးကိုတောင်းခံချိန်မှာတော့မင်းကြီးကရာဟုလာကိုကြည့်ကတိတ်တထရဲ့ငယ်စဉ်အချိန်တွေကိုပြန်ပြီးသတိရနေမိခဲ့ပါတယ်ဦးရီတော်ကိုလည်းရာဟုလာအတွက်ဘလို့အခက်ခဲမှမရှိအောင်တေချာကျူးဆိုင်ပေးဖို့နဲ့တိတ်တထငယ်စဉ်ကလိုပဲရာကူမှဖုံးကွယ်မထားပဲရှင်တန်ချင်းတေဆုံးချင်းပျော်ရွှင်ချင်းအဆရှိတဲ့အရာအလုံးကိုသိမြင်အောင်သင်ကြားပေးပါလို့ဆိုခဲ့တာပါဦးရီတော်ကလည်းကောင်းမွန်စွာနားလေကြောင်းနဲ့တိတ်တထငယ်စဉ်ကအမှားမျိုးထပ်မဖြစ်စေရပါဘူးလို့ဆိုခဲ့တာပါအဲ့ဒီချိန်မှာပဲတက္ကသိလာပြည်မှာပညာသင်ပြီးတော့ပြန်လာတဲ့မင်းသားနန္ဒနဲ့မင်းသားမဟာနန်တို့ရောက်လာကြတာကြောင့်မိတွေတော့ဂေါတမီယာပျော်ရွှင်မဆုံးဖြစ်နေခဲ့ပါတယ်ရတော်တရားကရာဟုလာပညာစတင်မဲ့နေ့မှာပဲမင်းသားတို့ပြန်လာကြတယ်လို့ဆိုတဲ့အခါမှာနန္ဒကရာဟုလာကိုသူကိုယ်တိုင်မြင်းစီအတက်ကိုသင်ပေးမယ်လို့ဆိုလိုက်သလိုမဟာနန်ကလည်းသူကတော့ရာဟုလာကိုဓာရီကျွမ်းကျင်အောင်သင်ပေးမယ်လို့ဆိုနေခဲ့ပါတယ်အားလုံးပျော်ရွှင်ကြည်နူးနေကြတဲ့ချိန်မှာဒရိုနာဒန်ကမင်္ဂလာကိုကျွန်ုပ်တို့သားတော်ကကန်ဆိုးလာပါတယ်တိတ်တထကနန်းတော်ကထွက်သွားခဲ့ပြီမဲ့မင်းသားနန္ဒကပြန်အောင်လာပြန်ပြီးဒီဝဒတ်တော်တစ်ခုခုလုံးမှရတော့မယ်လို့ခက်ကြိတ်ကြိတ်ပြောနေခဲ့ပါတော့တယ်